ပေါ်မှာကနေဆရာပစ္စည်းမားလို့ရှိရင်ခန္ဓာကိုယ်ပေါ့နော်ပုံစံမှန်လေးပေါ့ကုန်းပြီးတော့ကောက်မားလိုက်တာမျိုးမဟုတ်ပဲနဲ့အဲ့လိုဆိုခါတာပါလေလေးပစ္စည်းတွေတစ်ချက်လေးလေးပဲနော်ဆေးရုံမှာဆိုလို့ရှိရင်လေအဲ့တော့6ကပခုံးအကျယ်ခွာဝေးတိုင်းခြာမယ်နော်ပြီးရင်ပစ္စည်းကိုမားတဲ့အချိန်မှာထိုင်တာစကွတ်ထိုင်ခြင်းမှာစကွတ်ထိုင်လို့ပဲထိုင်ပြီးတော့ဆရာပစ္စည်းမားတဲ့အချိန်မှာဒီဘယ်ညာပဲဖြစ်တော့နော်ဘယ်ဘက်ပဲဖြစ်ဆရာပစ္စည်းကိုတင်တဲ့နေရာမှာခါကိုလှည့်ပြီးတင်ခါလှည့်ခါနာအဲ့တော့6ကိုလိုက်လှည့်ဒါဒီဘက်ဆောင်နော်ကိုသွားမဲ့ဒါရှင်ဘက်ကိုဒီဘက်6ကိုလိုက်လှည့်ပြီးတော့6ကလိုက်တော့မှဒီပစ္စည်းကိုတင်ပါနော်အဲ့တော့ရင်တော့6ကိုကိုယ့်ပခုံးကွာဝေးတိုင်းထားမယ်ပြီးတော့စကွတ်ထိုင်ချလို့ထိုင်ချတယ်ပုံမှန်ပဲဒါအခုချင်းဒီပြလို့နည်းနည်းကြည့်ရတာအမျိုးဖြစ်နေတယ်နော်ပုံမှန်ပဲပစ္စည်းကောက်မှလိုက်တယ်မားလိုက်တယ်ပြီးကိုနာဆွဲကန်မနိုင်မှာဆိုလို့ပြီးရင်6ကိုလည်းတင်လိုက်ရိုးရှင်းရှင်းပဲဒါအဲ့ဒါမှထိုင်တဲ့နေရာမှာအရေးကြီးသွားတယ်နော်ထိုင်တဲ့နေရာမှာအဲ့လိုကုန်းပြီးမထိုင်ကုန်းပြီးမှဒါဆိုလို့ရှိရင်လက်ကအာမတယ်ဆရာတို့ပေါင်းအာမပေါင်းအာမမှာဆိုတော့ထိုင်လိုက်မယ်လက်နဲ့ကိုင်မယ်ပေါင်းလေးညှိပါမယ်ကိုနောက်ဆွဲကတ်မယ်6ကိုတစ်ချက်ရင်းနဲ့နောက်6ကလိုက်မယ်တဲ့ข้าวสั่งจะมาคนนักกันเท่าไหร่ที่เช้าก็ไลฟ์ข้าวเช้าไลฟ์แต่เอาค่ะ